Hello အားလုံးမင်္ဂလာပါ West Ball နဲ့ပြန်လည်ကြိုဆိုပါရစေအခုဒီနေ့ညကတော့ Arsenal နဲ့ Manchester United တို့ကန်ပြီးသွားပြီအဲ့ချိန်မှာဘာဆိုရတဲ့ကိုကျွန်တော်ဒီကန်ပြီးတော့အချိန်မှာကျွန်တော်ဘာတွေတွေးကြလဲဆိုတော့ Arsenal ဒီလိုခြေစမ်းမျိုးနဲ့ Champions League ကိုမှန်းရကောင်းလားဒီလိုခြေစမ်းမျိုးနဲ့ဆိုရင်တော့သူတို့တွေဒါနှစ်ပေါင်းပေါက်မှသူတို့တွေဖလားရမလဲသူတွေအများကြီးဝင်လာတယ်ဒါပေမဲ့ Manchester United ဟာဆိုရင်တော့သူတို့အတင်းကြီးနဲ့ဆိုရင် United ဟာတော်တော်လေးကိုအစွမ်းချက်တာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဒီနေ့ပွဲတဲ့ Arsenal ကိုကျွန်တော် FA Cup မှာ play တွေမှာနိုင်ခဲ့တယ်အခု Premier League မှာလည်း Arsenal ကိုသူ့ရဲ့အိမ်ကွင်းမှာဒါနိုင်ပွဲရလောက်အောင်ထိတောင် Man U ဟာကစားပြခဲ့တွေ့တာကဒီနေ့ပွဲဟာ Arsenal ကိုမှရတာမကာကွယ်နိုင်ခဲ့မယ်ဆိုရင် Manchester United ဂိုးရမှာနှစ်ဖက်ရှင်းကြည့်မယ်ဆိုရင် Man U ဘက်ကခြေချောက်မှုတွေကအများကြီးရလိမ့်မယ်တကယ်ဆိုရင်အန်ရကြီးမှရဲ့ခြေချောက်မှုတွေကိုချစ်ကြည့်မယ်ဆိုရင် Arsenal ဘက်ကအာနီကြီးမှတဲ့ချင်းအောင်ကဘာမှမိုင်းနဲ့ရှင်နိုင်မယ်ဆိုရင်နဲတော့တွေ့ရတယ်ဗျ။မိုင်းဟာတကယ်တော့ပချန်ဒီသူတို့တွေတော်လေးရတယ်။ဒါပေမဲ့အထုံးတက်ပိုင်းမတိကျမှုတွေတကယ်ဆိုရင်ဝိုင်လန်းရဲ့ဂုံကဝိုင်လန်းဟာအသက်ရှင်မှုတယောက်လားလို့တော့မေးလို့ရတယ်။ကျွန်တော်ကသုံးဆုံနေရဗျ။ကိုယ်လကလာမတည်းနောက်ခံလာမတယောက်ရတော့တဲ့ဘောလုံးတွေလို့ဖြစ်နေတာ။ဒီကလည်းအမှားကနေဝိုင်လန်းရတယ်။တွန်းဆုံနေတာဒါတိုက်စစ်မှုတယောက်ကတကယ်ဆိုရင်ကျွန်တော်တို့နေကန်နေရမှာဗျာတကယ်ကိုခွင့်ရကောင်းနေကန်ရမှာအခုတော့မဟုတ်ဘူးအချင်းတွေခွင့်ကောင်းကိုယူပြီးတော့ရှေ့ဆိုတော့ကျတော့ဒီကန်ရရဲ့ဒီလိုလေးဖက်တော့ချင်းခံလိုက်ရတယ်အဲ့လိုကိုကျွန်တော်သွားပြီလို့ထင်ခဲ့တာဗျာအာဆင်နောက်တန်းလူပေးမှားရကနေသွားပြီလို့ထင်တာပြီးတော့ပြီးကနေမှလည်းအလုံးရတယ်ဟိုဘက်ကရာကောင်းသွားတယ်ဒါကမန်ယူမာဒီနီပွဲမှာနိုင်ပွဲကြည့်တော်မဲ့တို့ရနိုင်တဲ့အနေထားကိုလို့ဖော်ဆော်အဲ့လိုဖြစ်ခဲ့တယ်အာဆင်ကတော့ဘာမှကိုလုံးမရဘူးပထမပိုင်းကျွန်တော်ကြည့်တယ်အချင်းဘလူးတောင်လည်းဖြစ်သွားတယ်ကြည့်ရတာဟို under pretend က Arsenal ဘောလုံးကင်နေဗျာတိုက်စစ်ကဘာမှမလုပ်နိုင်ဒီလိုဖြစ်နေတာဟို Arsenal ကဘောလုံးရတယ်ဘို့လဲကြောင်းဟိုဘေးဒီဘေးဘောလုံးကသူတို့ပဲအပိုင်တိတ်နေလို့ပဲဖြစ်နေတာဒါပေမဲ့ချိန်ချောင်းမှုကတော့ဘာမှမရှိဘူးချိန်ချောင်းမှုတွေမန်ယူမှာအကောင်သားလေးဖောက်ပြီးတော့ချိန်ချောင်းတိုင်ခဲ့တယ် Arsenal ဒီဘက်မှာပိုင်းမှာကိုပေါက်ကန်လွှဲမှုလည်းမရှိဘူးဟိုရှိပေါ့ဗျာဒါပေမဲ့အန်နီချင်းမတဲ့ကနေမှုကတစ်ချိန်နားမဒီတော့ပဲရှိတာတောင်းငံဘော်တွေရတယ်တောင်းငံဘော်ဒီရတယ်မှာ Arsenal ကဒါတောင်းငယ်ဘော်ဒီအားပြူကနေအခုဆိုရင်တောင်းငယ်ဘော်ကနေဒီဘိုးတော်မနဲ့မရတော့တပတ်တင်းကရေးစားမိသွားပြီဗျာသူတို့ဒီဝင်လာတဲ့ကောင်ကိုဖျက်ထုတ်လိုက်တာတပတ်တင်းကဘာမှလုပ်မရတော့တောင်းငယ်ဘော်ဒီချင်းချင်းရတယ်ဘာမှတုံးစားမရအောင်ပြောနေတာကမန်ယူနဲ့အာဆနယ်ပွဲဟာဒုတိယပိုင်းကတော့ပိုးမြိုင်လာတယ်ပထမပိုင်းမှာကျွန်တော်တို့ပတီကကကျွန်တော်ပြောမယ်ဆိုရင်ဒါအာဆိုပြောဒီဘလူးနိုဖိုင်နဲ့ရဲ့ပတီကတော့ဒိုလေးကိုကျွန်တော်ကောင်းအောင်တွေ့ရတယ်ဖိုင်တဲ့သူအဲ့ပွဲကကျွန်တော်အဲ့ free kick ကြိုက်ချင်မကျွန်တော်အသွေးလေးကဒီလုံးကတော့ကျွန်တော်ဂိုးပြီလို့ထင်ကလေးဂိုးရတယ်တက်ဆိုတော့ဟိုအာစနယ်ကလူတိုင်းကာတာကိုလူတိုင်းကာတယ်အဲ့ကာတဲ့အနေထားမျိုးမှာဟိုအာစနယ်ဂိုးသမားရဲ့ပေါ်ရုံကိုကျွန်တော်တို့တွေ့မိတယ်အာစနယ်ဂိုးသမားကသူ့လူတိုင်းကိုသူ့ရဲ့တိုင်းကိုယုံကြည်သွားတဲ့အနေထားမျိုးဖြစ်သွားတယ်သူ့လူတိုင်းကယုံကြည်သွားကြတော့အဲ့ဘေကသူတို့အပိုင်မှာပဲဆိုတော့ဒီဘက်ချောင်းအာစနယ်ရာကဒီကတ်တဲ့ချိန်မှာသူ့လူတိုင်းကိုကြော်ပြီးတော့ final ရှူတော့အဲ့ကတော့ Arsenal ကရာပေါ်စားတယ်လို့မြင်နေတယ်ဒါပေမဲ့ free kick ကလည်းတော့ကောင်းပါတယ် free kick ကလည်းပေါ်စားလေတို့ဖတ်နိုင်ဖို့ရတော့ခက်ခဲပါတယ်ဒါတော့ Bruno Fernandes အရေးပေးကိုပြသခဲ့တဲ့ free kick ပါပဲဘာဖြစ်ဖြစ်ဒီနေ့ပွဲဟာ Man U ကောင်းတယ် user မိုင်းက Arsenal ကိုရှင်နိုင်မှရှိတယ်အဆင့်ကြည့်မယ်ဆိုရင်အဆင့်ကတင်းကိုကောင်းပြီတို့ဒါအရှင်းပြန်နိုင်မှရှိတာကတော့ appreciate လူရောက်နေတဲ့အဆင့်73 74ကဝိလေကြောင်ပြနေဟာမျိုးကနေပြီးအခုတော့ Arsenal ကိုဒါကန်နိုင်ခဲ့ရတော့ကျွန်တော်တို့ Man U ကိုကြီးရမယ်ဒါပေမဲ့အတင်းကလေးနဲ့ဆိုရင်တော့ Man U ဟာပြတော့တာတော့ပြင်ရမယ် Arsenal က Champions League ကိုလိုချင်နေဆိုရင်တော့ပြင်ဆင်ရမှာအများကြီးပါတိုက်စစ်ပိုင်းရဲ့ဘိုးတဲ့ကြောင်ပဲဖြစ်မှုတွေမာဒီနယ်လီရဲ့ကောင်းငုံဆွဲမှုတွေအများကြီးလူမဝယ်ရင်တော့ဘာမှဖြစ်မလာဘူးဒါပတ်စံနေအများကြီးဝင်မမွေဘူးဗျာလူတွေအများကြီးဝင်မှရမယ်မဝယ်ရင်တော့နောက်အိမ်မှာလည်းစီတူတိုင်းဖြစ်မယ်လက်ရှိယာယီမှာလည်းစီတူတိုင်းဖြစ်ဖို့အခြေအနေကောင်းနေပြီလီဗာပူးတင်းကိုကျွန်တော်ပြောနေတာကလီဗာပူးတင်းတက်ကြံပွဲတွေကိုကံမေးပါနဲ့တော့အာဆယ်ပဲပေးကန်လိုက်လီဗာပူးရဲ့အမှတ်ကိုမိကျင်မှပဲပြီးတော့ပြရဲ့တင်ကြောင်ပြောက်နေတော့ကျတော့တစ်ဖက်ချမ်းချမ်းစုယူမဲ့တင်းရတော့ပေါ့အာဆနယ်ကလက်လျှော့ခြင်းနေပြီလီဗာပူးကတွဲခေါ်နေလို့လားဒီလိုဖြစ်နေတာကဲအားလုံးပဲ good night ပါမလာညချမ်းဖြစ်ကြပါစေ